မင်္ဂလာပါ Pop-up review channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့တနင်္ဂနွေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကစားမဲ့ထိပ်တန်းလိပွဲစဉ်တော်တော်များများရှိတယ်ပြီးတော့ဒီနေ့ညမှာဆိုလို့ရှိရင်ကစားတော့မဲ့ Premier League လက်ကျန်2ပွဲကျန်တယ်ပေါ့နော်တောက်ကြစနေ2ရက်မှာ Premier League က10ပွဲတီးတီးကစားတော့ခဲ့ဆိုတော့ဒီနေ့မှာ2ပွဲပဲကျန်တော့တယ်ဆိုတော့ဒီနေ့ကစားတော့မဲ့ Premier League လက်ကျန်2ပွဲကိုဒါဒီနေ့မှာကိုရီးယားလက်နဲ့တကွာတခြားရွေးချယ်မှုတွေကိုခန့်မှန်းပြီးတော့သုံးသပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့မနေ့တုန်းကစနေနေ့ကတင်ပေးခဲ့တဲ့ Premier League 9ပွဲလုံးရဲ့ရွေးချယ်မှုတွေကလည်းတော်တော်လေးအဆင်ပြေခဲ့တာကိုတွေ့ရလိမ့်မယ် Forest ကိုကိုရီးယားလက်ခန့်မှန်းမှုမှာဆိုလို့ရှိရင်လည်း3ပွဲတီးတီးတော့မှမှန်ခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီ Telegram channel မှာဆိုလို့ရှိရင်လည်းတင်ပေးခဲ့တဲ့ဒါမောင်းတွဲကအောင်ခဲ့တာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီကြာရီတောက်ကြစနေ3ရက်အတွင်းမှာတင်ပေးခဲ့တဲ့ Telegram တစ်တွေက3ရက်လုံးစက်တိုက်ကိုမှန်နေတာကိုတွေ့ရလိမ့်မယ်ဆိုတော့ Telegram channel ကိုမ join နေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့အောက်က comment မှာ pin comment နေနဲ့ Telegram channel link ကိုထောက်ပေးထားတယ်ဝင်ပြီးတော့ join ထားလို့ရတယ် Telegram မရတဲ့သူတွေကလည်း Viber channel ရှိရပါတော့ Viber channel မှာတွားပြီးတော့ join ထားလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ပထမဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည8:00 နာရီခွဲမှာကစားမယ် Brighton နဲ့ Crystal Palace လက်ရှိပေါက်ကြည့်ကျွန်တော်ပြန်ကြည့်တော့ Brighton အသင်းကတည်ရေးကြရင်85ပြတီတီရှုံမယ်ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်းပြ90ရမယ်ပေါ့နော်အဲ့တော့ဒီ Brighton နဲ့ Crystal Palace ပေါ့နော်နှစ်သင်းလုံးကတော့သူတို့ရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တစ်ဖက်ကိုတကိုးစီဆိုတော့ရလက်နဲ့တည်ရေးတွေအတီးတီးချခဲ့တာကိုတွေ့ရလိမ့်မယ်ပြီးတော့ဒီနှစ်သင်းလုံးရဲ့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နှစ်သင်းလုံးကနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်နိုင်ပွဲရခဲ့တာဆိုလို့ဒီတပွဲစီပဲရှိတာကိုတွေ့ရလိမ့်မယ်ဆိုတော့နှစ်သင်းလုံးကနိုင်ပွဲရဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးရုန်းကန်နေရတာကိုတွေ့ရလိမ့်မယ် Crystal Palace ဆိုလို့ရှိရင်လည်းလက်ရှိမှာသူတို့ကဒီအဝေးကွင်းနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်ဒီလုံးဝနိုင်ပွဲမရသေးဘူးဒီ9ပွဲတီရှုံနေတပွဲတီကြတယ်ပေါ့နော် Brighton ကိုကျွန်တော်အပြင်ကြည့်လို့ရှိရင်လည်းသူတို့ကစားခဲ့တဲ့အိမ်ဝင်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်သူတို့ကမရှုံးအောင်ကစားထားနိုင်တယ်ဆိုပေမဲ့လို့အဲ့9ပွဲမှာသူတို့အနိုင်ရခဲ့တာတပွဲပဲရှိခဲ့ပြီးတော့တည်ကြခဲ့တာ4ပွဲတီတောင်မှရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲကလည်းဒီတစ်ဖက်နဲ့တစ်ဖက်အရှုံးနိုင်ပေါ်ဖို့ဆိုတာခက်လိမ့်မယ်ကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့်ဒီပွဲတည်ကြမယ်လို့ခံမှန်းတယ်အဲ့အတွက်ကြောင့် body အရဆိုလို့ရှိရင်ကျွန်တော်တို့ Crystal Palace body ကိုပို့ပေါ်ကြရပေါ့နော်တည်ကြရင်ဒီ body ကြီးအရာ85ပြားထိတိပေါင်းပြမယ်ပေးလေးကိုဒါဒီပွဲစဉ်အတွက်ပထမရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပြီးခြင်းတယ်ပေါ့နော်ပြီးတော့ဒီဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်နှစ်သင်းလုံးရဲ့ head to head တွေကအရင်သွင်းကိုတွေများခဲ့တာမရှိဘူးပြီးတော့ဒီနှစ်သင်းရဲ့လက်ရှိကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသွင်းကိုတွေရဖို့တော်တော်လေးရုန်းကန်ခဲ့ရတာတွေ့ရလိမ့်မယ်ပြီးတော့နှစ်သင်းလုံးကလည်းနိုင်ပွဲပြောင်းနေတဲ့အသင်းတွေဖြစ်တယ်ဆိုတော့ဒီပွဲကနှစ်သင်းလုံးအတွက်အမှတ်ရော့ဖို့ဆိုတာမဖြစ်နိုင်ဘူးပြောမှဆိုလို့ရှိရင်ဒီပွဲမှာနှစ်သင်းလုံးအတွက်ဘယ်သင်းမှဒီအရှုံးခံလို့မရဘူးအဲ့ဒီအတွက်ကြောင့်တစ်ဖက်ကိုဒီတကိုးစီလောက်နဲ့ပြီးသွားလိမ့်မယ်ကျွန်တော်ထင်တယ်အဲ့ဒီအတွက်ကြောင့်ကိုပေါင်းကြီးအရာ3ဂိုးသွင်းမှဒီပြ90ရမယ်ဆိုတော့ခြေတခုမှာကျွန်တော်9အောက်ကိုပဲကြိုက်တယ်ပေါ့နော်ပြီးတော့9ရလက်အနေနဲ့ဆိုလို့ရှိရင်ဒီပွဲစဉ်ကတစ်ဖက်ကိုတကိုးစီလောက်နဲ့ပြီးသွားလိမ့်မယ်လို့ခန့်မှန်းပြီးခြင်းတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်နောက်ဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီတစ်ပတ် Premier League ရဲ့နောက်ဆုံးသောပွဲစဉ်လည်းဖြစ်သလိုဒီနေ့ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ဒီနေ့ည7:00 နာရီမှာကစားမယ်လီဗာပူးနဲ့ Man City ပေါ့နော်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်တော့လီဗာပူးတင်းကတည်ကြရင်35ပြရှုံမယ်ပြီးတော့9ပေါင်းကြီးအရာဆိုလို့ရှိရင်3ဂိုးသွင်း15ပြရှုံမယ်ပေါ့နော်အဲ့တော့ဒီလီဗာပူးကိုကျွန်တော်ပြန်ကြည့်လီဗာပူးကအစောပိုင်းကာလာတွေမှာသူတို့တော်တော်လေးရုန်းကန်ခဲ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းအဲ့ဒီအတွက်ကြောင့်ပဲသူတို့ရဲ့လက်ရှိအမှတ်ပေးစရာရည်တည်မှုက top 4ရဲ့ပြင်ပကိုရောက်နေရပေါ့နော်ပြီးတော့ဒီအမှတ်ပေးစရာ1 to 4အတွင်းကိုဝင်ဖို့အတွက်ဆိုလို့ရှိရင်သူတို့ကရမှတ်9မှတ်လောက်ထိ9မှတ်ကျော်လောက်ဒီလိုဝက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲမှာလီဗာပူးက Man City ထက်ကိုပို့ပြီးအမှားခံလို့မရဘူးတစ်ဖက်က Man City ကကျတော့လေ EPL Premier League ရဲ့ချန်ပီယံဖြစ်ရေးတိုက်ပွဲမှာဆိုလို့ရှိရင်အာဆင်နယ်နဲ့လက်ရှိမှာတော်တော်လေးအမှတ်ပြတ်နေပြီဆိုတော့ဒီပွဲကလည်း Man City တို့ Premier League မှာချန်ပီယံဖြစ်ခြင်းအာဆင်နယ်ကိုမှီလိုက်ဖို့ကျင်းတီပေါဒီပွဲမှာအနိုင်3မှတ်လိုတယ်ပေါ့နော်ဆိုတော့နှစ်သင်းလုံးတော့ကဒီပွဲမှာဘယ်တင်းမှအရှုံးခံလို့မဖြစ်သလိုဒီအနိုင်3မှတ်အပြည့်ရဖို့လည်းလိုအပ်နေရအောင်တွေ့ရလိမ့်မယ်အဲ့ဒီတော့ကြောင့်လီဗာပူးကိုကျွန်တော်ပြန်ကြည့်လီဗာပူးရဲ့ခံစစ်ပေါ့နော်သူတို့ကစားခဲ့တဲ့နောက်ဆုံး12ပွဲမှာဆိုလို့ရှိရင်လီဗာပူးအသင်းကဒီပြောမှဆိုလို့ရှိရင်10ပွဲတိတိတောက်ကသူတို့ရဲ့ခံစီကကလင်းရှိမရခဲ့တော့တွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ပြောမှဆိုလို့ရှိရင်လော်ဘူးကဒီသူတို့ရဲ့အိမ်ဝင်းပွဲစဉ်တွေကဒီ Polinus ကို yes ဖြစ်ခဲ့တာ58%ကျော်လောက်တိရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲကတစ်ဖက်ကိုတကိုးစီလောက်ရှိမယ်ကျွန်တော်အနေနဲ့စပြီးမျှော်လင့်ကြည့်မယ်အဲ့ဒီအတွက်ကြောင့် Polinus ကို yes နဲ့ကိုပေါ့ဒါဒီပွဲစဉ်တော့ဆိုလို့ရှိရင်ရွေးချယ်ပထမရွေးချယ်မှုအနေနဲ့ရွေးချယ်ပြီးခြင်းတယ်ပေါ့နော်ပြီးတော့ဒီဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီပွဲမှာလီဗာပူးဘော်ဒီပို့သဘောကျရပေါ့နော်လီဗာပူးကလက်ရှိမှာ City တဲ့ဆိုင်ပို့ပြီးတော့ဖောင်ကောင်းနေတဲ့အသင်းဖြစ်တယ်ပေါ့နော်ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာ3ပွဲတိတိနိုင်တယ်အဲ့ဒီတော့ကြောင့်ဒီပြောမှဆိုလို့ရှိရင်ဒီနေ့အိမ်ဝင် FP မှာလီဗာပူး Man City ကိုအနိုင်ကစားနိုင်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ဒီဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒီလီဗာပူးဘော်ဒီကိုရွေးချယ်ပေးခြင်းတယ်ပေါ့နော်ပြီးတော့ဒီတတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်လီဗာပူးရဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ပွဲကစားခြင်း86မိနစ်နောက်ပိုင်းရောက်မှတာသူတို့ရဲ့တွင်ကိုတွေကပိုပြီးတွင်ခဲ့တာကိုတွေ့ကြလိမ့်မယ် ဘ
ပြောမယ်ဆိုလို့ရှိရင်ဒီရာဒီလီဗာပူးကစားခဲ့တဲ့ပွဲစဉ်တွေမှာတွင်းခဲ့တဲ့တွင်းဂိုးတွေထဲမှာဆိုလို့ရှိရင်86မိနစ်နောက်ပိုင်းမှာတွင်းခဲ့တဲ့တွင်းဂိုးပမာဏကိုပါစန်နေအနေနဲ့ကျွန်တော်ပြန်တွက်ကြည့်36%လောက်ရှိတယ်ဗောနော်တစ်ဘက်ကမန်စီးတီးကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းမန်စီးတီးရဲ့ပွဲစဉ်တွေကဒုတိယပိုင်းအရောက်မှာဆိုလို့ရှိရင်သူတို့ရဲ့ခံစစ်ကပေးဂိုးတွေပို့ပြီးခွင့်ပြုပေးခဲ့ရတာတွေ့ရလိမ့်မယ်ဒီရာဒီမန်စီးတီးပေးဂိုးပေးခဲ့ရတဲ့ပေးဂိုးတွေထဲမှာဆိုလို့ရှိရင်84%ကဒုတိယပိုင်းအရောက်မှာပေးကိုတွေခွင့်ပြုပေးခဲ့ရတာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီပြီးခဲ့တဲ့စပါးနယ်ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူတို့မန်စီးတီး2စီးနဲ့ရင်ဦးဆောင်နိုင်ခဲ့ပေမဲ့စပါးကိုဒီ2ဂိုးပြန်လဲခွင့်ပြုပေးခဲ့ရပြီးတော့တည်ရည်သက်မှတ်ပဲမန်စီးတီးရခဲ့တာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီပွဲကဒုတိယပိုင်းမှာတွင်ကို2ဂိုးလောက်တော့ရှိမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေပါတော့အဲ့အတွက်ကြောင့်ဒါတတိယရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင် second half ဒီ goal over 1.5 ကိုရွေးချယ်ပေးခြင်းတယ်ပေါ့နော်အော်အနေနဲ့ဆိုလို့ရှိရင် 1.7 လောက်ထိပေးတာတော့တွေ့ရလိမ့်မယ်အဲ့အတွက်ကြောင့်ဒီပွဲစဉ်အတွက်တတိယရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်ဒုတိယပိုင်းမှာတွင်ကို2ဂိုးလောက်ရှိမယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းပေးခြင်းတယ်ပေါ့နော်ပြီးတော့ဂိုးရတဲ့အနေနဲ့ဆိုလို့ရှိရင်ဒီပွဲမှာလီဗာပူး 3-1 လောက်နဲ့နိုင်သွားလိမ့်မယ်လို့ခန့်မှန်းပေးခြင်းတယ်ပေါ့နော်